မင်္ဂလာပါရှင် TV မြန်မာမှာကြိုဆိုပါရစေဒီကနေ့2026ခုနှစ်ဇန်နဝါရီလ25ရက်နေ့တနင်္ဂနွေနေ့ညနေခင်းသတင်းတွေကိုကျမရွှေမှတင်ဆက်ပေးသွားပါမယ်ရှင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်လူထုကောင်ဆောင်တော်ဆန်းစုကြည်ကျမရေးချင်းတွေမှာကောင်းမွန်ပြီးအမှုနဲ့ပတ်သက်၍တရားဥပဒေအတိုင်းသာဆက်ရှိနေမည်ဖြစ်ကြောင်းစစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူအကြမ်းဖက်စော်မင်းထွန်းကယမန်နေ့ကပြောကြားလိုက်တဲ့သတင်းစကိုင်းတိုင်းပလဲမြို့နယ်ကျေးရွာတရားမှာဇန်နဝါရီလ22ရက်နေ့ကလူရန်200လောက်နဲ့ဗမာမျိုးသားတော်လိုင်းတပ်တော် BNR ကိုအလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြတဲ့သတင်းတွေအပြင်အခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်လူထုကောင်ဆောင်တော်ဆန်းစုကြည်ကျမ်းမာရေးချင်းတွေမှာကောင်းမွန်ပြီးအမှုနဲ့ပတ်သက်၍တရားဥပဒေအတိုင်းသာဆက်ရှိနေမည်ဖြစ်ကြောင်းစစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူအကြမ်းဖက်စော်မင်းထွန်းကယမန်နေ့ကပြောကြားလိုက်ကြောင်းသတင်းရရှိပါရရှင်ရွေးကောက်ပွဲအပြီးဒေါ်ဆန်းစုကြည်ရဲ့ချင်းနဲ့ပတ်သက်ပြီးစစ်တပ်ပိုင်မြောက်ပြည်မီဒီယာမှာမေးမြန်းမှုကိုပြန်လည်ဖြစ်ဆိုခဲ့ခြင်းဖြစ်ပါတယ်ဒေါ်ဆန်းစုကြည်မှုနဲ့ပတ်သက်ပြီးနိုင်ငံရေးအမှုထံလက်ပေးလက်ယူခဲ့သူရဲစွေးမှုများဖြင့်ဆွဲဆိုထားခြင်းကြောင့်တရားဥပဒေအတိုင်းဆက်ရှိနေမယ်လို့သူကဆိုပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ပြီးကျမ်းမာရေးဝန်ကြီးဌာနမှပါရဂူများတမတော်စိတ်မှပါရဂူများဝိုင်းဝန်းဆောက်ရှောက်ပေးနေကြောင်းစစ်ဆေးမှုပုံမှန်ပြုလုပ်နေကြောင်းလည်းအကြမ်းဖက်စော်မင်းထွန်းကဆိုထားတော်လဲဒေါ်ဆန်းစုကြည်ဟာယနေ့အချိန်ထိပြင်ပနဲ့ဆက်သွယ်ဖြစ်ထားကစစ်ကော်မရှင်ဘက်ကတပ်တည်တစုံတရာပြနိုင်ခြင်းမရှိသေးပါဘူး။စစ်တပ်အာဏာသိမ်းတဲ့နေ့ကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ကိုဖမ်းဆီးကနောက်ပိုင်းတွင်အမှုပေါင်း19မှုနဲ့ထောင်ဒဏ်33နှစ်ချမှတ်ခဲ့ပြီး2023ခုနှစ်ဩဂုတ်လတွင်အမှုအချို့ကိုပြစ်ဒဏ်လွန်ငင်းခွင့်ပေးကထောင်ဒဏ်28နှစ်ဆက်လက်ချမှတ်ခဲ့ကြောင်းသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကော်မရှင်ကဦးစီးကျင်းပတဲ့အထူးရောင်ရွေးကောက်ပွဲအပိုင်း3ကိုယနေ့တွင်ရန်ကုန်မြို့မှာပြုလုပ်ခဲ့ရာမဲရုံများကိုလာရောက်သူနေပါလျက်ရှိပြီးလာရောက်သူများတွင်လည်းရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များရဲ့တိုက်တွန်းမှုကြောင့်လာရောက်ရတဲ့တကြီးပူပွားများသာအများစုဖြစ်နေတယ်လို့တွေ့ရှိရကြောင်းသတင်းရရှိပါရရှင်ရန်ကုန်မြို့ခံလူငယ်များနဲ့အလုံးလုံးနိုင်တဲ့အရွယ်ပြည်သူများစုမှာရွေးကောက်ပွဲကိုအတိအမှတ်မပြုတဲ့အတွက်မဲရုံများကိုတောရောက်ခြင်းမရှိဘဲလမ်းမများပေါ်တွင်သွာလာသူနေဘက်ကမြို့မှာတိတ်ဆိတ်ချောက်ကလျက်ရှိနေပါတယ်မဲရုံများရဲ့မြင်ကွင်းတွင်စစ်ကော်မရှင်ဘက်ကဝါရဖြန့်ရဲ့အတွက်လူစီကားပြောင်ဖန်တီးထားတော်လဲလက်တွေမှာတော့စည်ရင်းပေးထားတဲ့မဲဆန္ဒရှင်အရေးအတွက်နဲ့နှိုင်းရှင်ဘက်ကလာရောက်သူမှာအလွန်နှဲပါတဲ့ပမာဏသာရှိနေကြောင်းသိရှိရပါတယ်အထူးသဖြင့်လုံခြုံရေးတင်းကျပ်ထားတဲ့ကြားမှာမဲရုံကိုရက်ရှိလာတဲ့တက်ကြီးရွယ်အချို့မှလည်းရက်ကွက်အတွင်းဖိအားပေးမှုများသို့မဟုတ်နားလည်မှုလွဲမှားစေရန်လှုပ်ဆောင်မှုများကြောင့်သာရောက်ရှိလာခြင်းဖြစ်ကြောင်းဒေသခံများကသုံးသပ်ထားပါတယ်။ဒီအထူးရောင်ရွေးကောက်ပွဲဟာပြည်သူဆန္ဒနဲ့ကင်းကွာနေတဲ့အပြင်နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကိုရရှိရန်စစ်ကော်မရှင်ကအတင်းအဓမ္မကြိုးပမ်းနေတဲ့ပြပွဲတစ်ခုသာဖြစ်ကြောင်းနိုင်ငံရေးလေ့လာသူများကပြောဆိုထားကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းပလဲမြို့နယ်ကျေးရွာတရားမှာဇန်နဝါရီလ22ရက်နေ့ကလူရန်200လောက်နဲ့ဗမာမျိုးသားတော်လိုင်းတပ်တော် BNR ကိုအလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသတင်းရရှိပါရရှင်ပြီးခဲ့တဲ့ဇန်နဝါရီလ9ရက်နေ့ကပလဲမြို့နယ်ရှိ BNR တပ်ဖွဲ့ရဲ့အခွန်ကိန်းတစ်ခိတ်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG လောက်ခံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါဖာနဲ့ PDF တရင်တွေကစီးနှင်းကလက်နက်သိမ်းယူခဲ့တယ်လို့ဇန်နဝါရီလ18ရက်မှာလဲပလဲမြို့နယ်ပါဖာအခွန်ကိတ်ကို BNR ကစီးနှင်းဝင်ရောက်ခါလက်နက်သိမ်းယူတာတွေဖြစ်ပွားခဲ့ပါတယ်အဲ့လိုနှစ်ဖက်အပြန်လန်လက်နက်သိမ်းယူတာတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်အခုလိုနေမြေကအင်အားရတဲ့ကြီးပြည်သူတွေဟာဘုံနှကောင်ဥဆောင်နေ BNR ကိုအလိုမရှိကြောင်းဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ် BNR တပ်ဖွဲ့ကောင်းဆောင်ဘုံနှကောင်နဲ့ပလဲပါဖတာဝန်ခံဥဆောင်ထက်တို့ကြောင့်ရခိုင်ကလည်းမကြည်လည်မှုအငင်းပွားမှုတွေဖြစ်ပွားခဲ့ဖို့ကြောင့်သတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းအင်းတော်မြို့နယ်နဖားကျွော်ကစီဒီအမ်မီရထားစိတ်မှုဝန်ထမ်းနဲ့ NUG ကျောင်းသားစုစုပေါင်း10ဦးကိုအင်းတော်ရှေ့ချမ်းတိုက်နယ်ပကဖခေါင်းဆောင်ကစေအုပ်စုကိုသတင်းပေးတယ်ဆိုတဲ့တန်တရားနဲ့ခေါ်ယူစစ်ဆေးရိုက်နှက်ခဲ့ပြီးတဲ့နောက်အကျယ်ချုပ်ချထားကြောင်းဒေသခံတွေထံကနေသတင်းရရှိပါရရှင်
ပြီးခဲ့တဲ့ဇန်နဝါရီလ19ရက်နေ့ညနေ9:00နာရီခန့်မှာစီရီယန်ဝန်ထမ်းတွေနဲ့ NUG ရဲ့စာသင်ကျောင်းတွေမှာတက်ရောက်နေတဲ့ကျောင်းသူတို့ကိုတိုက်နယ်ပကဖခေါင်းဆောင်ကလာရောက်ခေါ်ဆောင်ကစေအုပ်စုဝါရဖြန့် Telegram Channel တွေမှာနဖားချင်းရွာရဲ့တပ်ပုံတွေပြန့်နှံ့လာတာကြောင့်လုံခြုံရေးသတင်းပေါက်တယ်ဆိုတဲ့တန်တရားနဲ့ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။အဲ့ဒီလိုခေါ်ယူစစ်ဆေးတာတွေကိုအင်းတော်ရှိချမ်းတိုက်နယ်ပကဖကဥဆောင်ပြီးနဖားကျွရပအဖပလာဖာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပြီးစစ်ဆေးရမှာ၄နိုင်ခန့်အကြာစစ်ဆေးတာတွေလှုပ်ဆောင်ခဲ့ကတပ်တွေအချက်လက်တစုံတရာမတွေ့ရတာကြောင့်ည9နိုင်ခန့်မှာလက်ကင်ဖုန်းတွေလည်းသိမ်းပြီးနဖားကျွရကဘယ်မှမတော်ရဆိုပြီးလက်မှတ်ထိုးပြန်လုပ်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ပြန်လို့ရမှာဖမ်းဆီးခြင်းခံခဲ့ရတဲ့ NUG အထမရန်ကြောင့်တူကိုလည်းအကန့်အသတ်မရှိအိမ်ထဲမှာအပြင်တခြားနေရာတွေကိုလုံးဝမတော်ရဆိုတဲ့ခံဝန်ကလေးနဲ့မိခင်ဖြစ်သူကအမခံရေးထုတ်ပေးခဲ့ရတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်အင်းတော်အရှိချမ်းတိုက်နဲ့ပါကဖနဲ့အဖွဲ့က CDM ရဲ့ထားစိတ်မှုနဲ့ဝန်ထမ်းတွေကိုဖမ်းဆီးချိန်မှာလည်းဈေးမှုရဲ့သားဖြစ်သူ2ဦးရောက်ရှိလာကဖမ်းဆီးမှုအပေါ်ပြောဆိုမိတဲ့73နှစ်အရွယ်ကလေးတစ်ယောက်ကိုတိုက်နယ်ပကဖကရိုက်နှက်ခဲ့တဲ့ကြောင်းသိရှိရပါတယ်။ဖမ်းဆီးခံရသူတွေထဲမှာပါဝင်ခဲ့တဲ့ CDM ရဲ့ထားစိတ်မှုရဲ့သားဖြစ်သူတွေဟာ NUG ကျောင်းမှာပညာသင်ယူနေသူတွေလည်းဖြစ်ပါတယ်။ဒေသခံတွေရဲ့အဆိုအရအခုလိုဖမ်းဆီးလှုပ်ဆောင်တာတွေအတွင်းမှာအင်းတော်အရှိချမ်းတိုက်နဲ့ပကဖဦးလမှုက CDM ဝန်ထမ်းတွေရဲ့ CDM ကုတ်တွေကိုပြခိုင်းခဲ့ပြီး CRPH ကထုတ်ပေးထားတဲ့အဲ့ဒီကုတ်တွေကိုအတုတွေလို့ဆွဆွဲပြောဆိုခဲ့ကြောင်းခရီးသွားတဲ့ CDM ဝန်ထမ်းတွေပြန်လာပါကသူ့ကိုအကြောင်းကြားတာတွေလှုပ်ဆောင်ရမှာဖြစ်ကြောင်းအထက်မိတ်ဖြစ်တယ်လို့လည်းပြောဆိုခဲ့ကြောင်းသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံချမူရီခရိုင်စီလက်ချရှိအလုံးရတစ်ခုတွင်မြန်မာအလုပ်သမား42ဦးကလာစာများကွာဟနေညှိနှိုင်းရန်တွားရောက်မှုကိုဆန္ဒပြရလို့ဆွဆွဲကအလုံးမှချုပ်ပယ်လိုက်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံကနေသတင်းရရှိပါရရှင်ဇန်နဝါရီလ16ရက်နေ့မြန်မာအလုပ်သမားများလာစာထုတ်ရဖြစ်လို့အလုပ်ရစည်ရေးမထံတွင်လာစာထုတ်ရမှာအလုပ်စည်ရများကွာနေပြီးရက်မှန်ခြင်းမရတာကြောင့်ထောက်ပြခဲ့ကြောင်းအဲ့ဒီနောက်အလုပ်မစင်းလို့ရတယ်လို့စက်ရုံကဆိုတာကြောင့်အလုပ်မလာပဲအလုပ်သမားများကနားရယူလိုက်ကြကြောင်းသိရှိရပါတယ်အလုပ်သမားများအလုပ်မှနားရယူတဲ့ဇန်နဝါရီလ16ရက်နေ့တွင်ထိုင်းရဲဦးရောက်ရှိလာပြီးအလုပ်ကိစ္စညှိနှိုင်းရန်လာခေါ်သဖြင့်တွားရောက်ခဲ့ကြကြောင်းအဲ့ဒီနောက်အလုပ်ရှင်ကအလုပ်သမားများစုဝေးတွားရောက်ကြပုံကိုဓာတ်ပုံနဲ့ဗီဒီယိုမှတ်တမ်းများရယူပြီးအလုပ်ခွင်နဲ့ဆန္ဒပြတယ်လို့ဆိုဆွဲကမြန်မာလုပ်သား42ဦးကိုအလုပ်မှထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်အလုပ်မှမတရားထုတ်ပယ်ခံရမှုအတွက်မြန်မာလုပ်သမားများက MHAC မဟာမိတ်ဖွဲ့ထံအကူအညီတောင်းခံလာတဲ့အတွက်ဥပဒေအတိုင်းဖြစ်ရင်ကူညီပေးသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်အလုပ်ရှင်ဘက်ကအကွက်ကြကြဖန်တီးပြီးအလုပ်ထုတ်လိုက်တာမျိုးပါဒီလုပ်သမားတွေတက်သက်ဆိုင်ရာရုံးတွေမှာဥပဒေနဲ့အညီကူညီဆောင်ရွက်လို့ရတဲ့အတိုင်းဆက်လက်ကူညီပေးသွားမှာလို့ MHAC မဟာမိတ်အဖွဲ့မှအမှုနဲ့ပြန်ကြားရေးတာဝန်ခံဇင်ကပြောပါတယ်ဇန်နဝါရီလ21ရက်နေ့တွင်အလုပ်သမားတွေရဲ့အလုပ်လုပ်ခွင့်တက်တန်းတိုးနိုင်ရေးသက်ဆိုင်ရာမြို့နယ်အလုပ်သမားရုံးများနဲ့ချိတ်ဆက်ညှိနှိုင်းက MHAC မဟာမိတ်အဖွဲ့ကကူညီပေးခဲ့ကြောင်းသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းတောင်ငူခိုင်ဖြူးမြို့နယ်မှာအထူးရောင်ရွေးကောက်ပွဲအတွက်လုံခြုံရေးစစ်ဆေးတဲ့စစ်သားတွေကိုတိုက်ခတ်ခဲ့တာစစ်သား2ယောက်သေဆုံးခဲ့ပြီးထိခိုက်သူတွေရှိခဲ့တယ်လို့ AR အမှတ်3တရင်တာဝန်ရှိသူတို့ထံကနေသတင်းရရှိပါရှင်ဇန်နဝါရီလ23ရက်နေ့မနက်ပိုင်းကဖြူးမြို့နယ်ဇောင်းရှားခုံးကျေးရွာစီရှောင်းကင်ဝင်ရောက်စစ်ဆေးတဲ့အကြမ်းဖက်စစ်သားတွေကိုတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလက်ဦးမှုရယူပြီးတိုက်ခိုက်ခဲ့နိုင်တယ်လို့သိရှိရပါတယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်ကျန်းဖက်စစ်တပ်ဘက်က2ယောက်သေဆုံးခဲ့ပြီးအလောင်းတွေကိုပြန်သယ်သွားကြတယ်လို့လည်းသိပါတယ်လို့သူတို့တွေကတရင်တွေရလို့တော့မဟုတ်ဘူးစုပေါင်းဆက်ပေါင်းလာကြတာပါအင်အားက30နဲ့အထက်ပါတယ်ကျွန်တော်တို့မစ်ရှင်လုပ်တဲ့နေရာမှာတော့10ယောက်လောက်ပါတယ်လို့ AR အမှတ်3တရင်တာဝန်ရှိသူကပြောပါတယ်သူတို့မထင်မှတ်ထားတဲ့နေရာကနေကျွန်တော်တို့ဝင်ပစ်ခဲ့တာပါသူတို့ကလည်းကျွန်တော်တို့ပြင်မဲ့ထင်တဲ့နေရာတွေကိုကင်းပုံးဝစ်ပြီးတေးသေးချာချာစောင့်နေတာအဲ့မှာဆုံးဖြတ်ချက်မှန်လို့ကိုယ့်ဘက်အထိခိုက်မရှိခဲ့တာပါလို့ဆက်လက်ပြောဆိုပါတယ်ဒီကိမှုအပြီးအကြမ်းဖက်စစ်တပ်ဘက်ကလမ်းသွားလမ်းလာပြည်သူတွေကိုစစ်ဆေးတာအပါအဝင်ကားတွေရခိုင်ခဲ့ပြီးတေးဆုံးအလောင်းတွေကိုတည်ဆုံသွားခဲ့တယ်လို့လည်းသိရှိရပါတယ်
အကြမ်းဖက်စစ်တပ်ကို AR အမှတ်3တရင်ဟင်္ဒရာခိုင်အမှတ်1တရင်နဲ့အတူဘာဗျူ23မြစ်ဆောင်24စနိုက်ပါအဖွဲ့ကအတူတိုက်ခိုက်ခဲ့ကြတာပါ။ပဲခူးတိုင်းတောင်ကိုခရိုင်အတွင်းကဖြူမြို့နယ်မှာရွေးကောက်ပွဲတတိယပိုင်းလုပ်ဖို့အကြမ်းဖက်စစ်တပ်ကပြင်ဆင်နေသလိုပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာပဲတော်လိုင်းရေးတပ်တွေကရန်ကုန်မန္တလေးလမ်းဟောင်းနဲ့မိရတာလမ်းမိုက်မှုတွေကိုဝင်ရောက်တိုက်ခိုက်ထားတာကြောင့်စစ်ရေးတင်းမာနေရဖြစ်ပါတယ်။ဒါကြောင့်ရဲသားတွေအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့အထူးအယောင်ရွေးကောက်ပွဲမှာမပါဝင်ကြဖို့နဲ့စစ်တပ်နဲ့နိနိကက်ကနေထိုင်တာတွေမပြုလုပ်ကြဖို့ကို AR မှတ်သုံးတပ်ရင်းကတိုက်တွန်းထားကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းမုံရွာနဲ့စကိုင်းမြို့ပေါ်တို့တွင်စစ်မှုထမ်းရဲ့အတွက်လူငယ်150ကျော်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဖမ်းဆီးခံလူငယ်များရဲ့မိဘဆွေမျိုးများနဲ့ဒေသပြည်သူများထံကနေသတင်းရရှိပါရရှင်။ဇန်နဝါရီလ20ရက်နေ့မုံရွာမြို့ပေါ်တွင်အကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းအပတ်စဉ်22အတွက်အေးစီကားများဖြင့်တရက်ထဲလူငယ်50ကျော်ကိုပေါ်တာဆွဲခဲ့ပြီးအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကိုပို့ဆောင်ခဲ့ကြကြောင်းပေါ်တာဆွဲဖမ်းဆီးခံရသူများမှာအသက်25နှစ်အရွယ်မှာအသက်35နှစ်အရွယ်တွင်အမျိုးသားများဖြစ်ကြောင်းသိရှိရပါတယ်။စစ်ခွေးတွေတင်းရက်ထဲကိုစစ်ခွေးတွေကပေါ်တာဆွဲဖမ်းဆီးလူငယ်50ကျော်လောက်ဆွဲသွားတယ်။ညနေပိုင်း4နာရီနောက်ပိုင်းချိန်ကစပြီးပေါ်တာဆွဲတော့တာပဲမုံရမြို့ပေါ်ရှိတဲ့လမ်းဆောင်စက်မှုဆောင်တို့မှာစစ်ခွေးတွေအေးစီကားတွေနဲ့ပတ်ပြီးဆွဲတယ်။လမ်းဘေးမှာကားရက်ပြီးပေါ်တာဆွဲတာပဲကားပေါ်ကပါလာတဲ့သူလူငယ်တွေရောအလုပ်ပြန်လူငယ်တွေရောအဆွဲခံရတာပြည်တော်စုလမ်းပေါ်နဲ့ကမ်းနားစက်မှုဆောင်ဘက်မှာလည်းပေါ်တာဆွဲတာများတယ်ပေါ်တာဆွဲတဲ့လူငယ်တွေကိုမိသားစုနဲ့တွေ့ခွင့်မပေးဘူးပတ်စံနဲ့ရွေးမယ်ဆိုရင်တော့စစ်ခွေးကအရွေးမခံဘူးလက်ရှိမှာစစ်ခွေးတွေပေါ်တာဆွဲဖမ်းဆီးထားတယ်လူငယ်50ကျော်ကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲကိုတခါတည်းပို့ဆောင်တယ်လို့ဖမ်းဆီးခံလူငယ်တို့ရဲ့ဆွေမျိုးတို့ကပြောပါတယ်လာတူစကိုင်းတိုင်းစကိုင်းမြို့ပေါ်တွင်လည်းအကြမ်းဖက်စစ်တပ်က6ရက်စတိုက်လူငယ်100ကျော်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေသခံပြည်သူများထံကနေသိရှိရပါတယ်။ဇန်နဝါရီလ14ရက်နေ့မှဇန်နဝါရီလ19ရက်နေ့ထိစကိုင်းမြို့ပေါ်ရက်ကွက်များနဲ့လမ်းဆောင်တို့တွင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်များကိုစကိုင်းမြို့ပေါ်ရှိမြို့မရဲစခန်းတွင်ဖမ်းဆီးထားကြောင်းသိရှိရပါတယ်။စစ်ကွဲတွေက6ရက်စတိုက်စကိုင်းမြို့ပေါ်နဲ့ရက်ကွက်ထဲကိုညဘက်အဲစင်းဝင်စစ်တယ်ပြီးတော့လူငယ်တွေဆိုရင်တခါတည်းခေါ်သွားတယ်ပြီးတော့စကိုင်းမြို့ပေါ်ရှိလမ်းဆောင်နဲ့နနက်ပိုင်းညနေပိုင်းအလုပ်သွားလုပ်ပြန်တဲ့လူငယ်တွေကိုစစ်ခွေးတွေပေါ်တာဆွဲဖမ်းနေအခုဖမ်းထားသူတွေကိုစကိုင်းမြို့ပေါ်ရှိမြို့မရဲစခန်းမှာချုပ်ထားတယ်လို့ဒေသပြည်သူများကပြောပါတယ်အကြမ်းဖက်စစ်တပ်က2024ခုနှစ်ဧပြီလမှစတင်ကစစ်မှုထမ်းအပတ်စဉ်တင်နန်းများကိုလစဉ်ပုံမှန်ဖွင့်လှစ်ခဲ့ပြီးလာမယ့်ဖေဖော်ဝါရီလလယ်ပိုင်းတွင်စစ်မှုထမ်းအပတ်စဉ်22ကိုဖွင့်လှစ်မှာဖြစ်ကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရွေးကောက်ပွဲပိုင်းသုံးကျင်းပရန်ရက်ပိုင်းလိုထိတိုက်ပွဲများဖြစ်ပွားခဲ့တဲ့ကရင်ပြည်နယ်ကော့ကရိတ်မြို့ပေါ်တွင်ယနေ့မဲပေးသူနယ်ပါကြောင်းဒေသခံပြည်သူများထံကနေသတင်းရရှိပါရရှင်။မြို့ကန်တအုပ်ကလူအရန်နဲ့2020နဲ့တော်တော်กว่าတယ်2020တုန်းက2နိုင်လောက်တန်းစီရတယ်အခုကခဏပဲလို့ပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကော့ကရိတ်မြောက်ပိုင်းဘက်မှာတိုက်ပွဲများဇက်တိုက်ရှိနေခဲ့ပြီးမြို့ရဲကပင်လက်နက်ကြီးတပ်များကြားခဲ့ရသဖြင့်ရွေးကောက်ပွဲနေ့တွင်စိုးရိမ်မှုကြောင့်မဲပေးသူနယ်ကျဖြစ်နိုင်ကြောင်းယမန်နေ့ညပိုင်းတွင်မြို့ရဲရှိစစ်ကော်မရှင်တပ်မှပစ်ခတ်တဲ့လက်နက်ကြီးအတန်းနှစ်ချက်ခန့်ကြားရပြီးနောက်ယနေ့နေ့ရက်ပိုင်းထိတိတ်ဆိတ်နေစေဖြစ်ကြောင်းသူကဆက်ပြောပါတယ်။ယနေ့ပြုလုပ်နေတဲ့ရွေးကောက်ပွဲအပိုင်း3တွင်ကရင်ပြည်နယ်တွင်ကော့ကရိတ်နှင့်ကြာအင်းစိတ်ကြီးမြို့နယ်တို့ပါဝင်ပြီးကော့ကရိတ်မြို့နယ်အတွင်းမဲရုံပေါင်း25ရုံဖွင့်လှစ်ထားကမဲပေးပိုင်ခွင့်ရှိသူဦးရေ3838ဦးရှိကြောင်းရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။ကော့ကရိတ်မြို့နယ်တွင်ကော့ကရိတ်နှင့်ကျုံလုံးမြို့ပေါ်၌သာမဲရုံအများစုထားရှိကြောင်းဒေသခံများထံကနေသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မြို့မှာအကြမ်းဖက်စစ်အုပ်စုရဲ့အထူးရောင်ရွေးကောက်ပွဲကိုစတင်ကန့်ကွက်တဲ့လှုပ်ရှားမှုတွေကိုပြုလုပ်ခဲ့ကြတယ်လို့ထွေထွေတပိတ်ပေါင်းစည်းညီနိုင်မှုတပိတ်ကော်မတီ GSCB ကယမန်နေ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရရှင်။
အကြမ်းဖက်စစ်အုပ်စုရဲ့အထူးရောင်ရွေးကောက်ပွဲကိုစတင်တဲ့အနေနဲ့ဖက်စစ်ရွေးကောက်သပိတ်မှာ rejection election ဆိုတဲ့စာသားများခတ်ခါလှုပ်ရှားမှုပြုလုပ်ခဲ့တာပါဇန်နဝါရီလ23ရက်မှာစမ်းကြောက်မြို့နယ်အလုံးမြို့နယ်တာမွေမြို့နယ်ကမာရွတ်မြို့နယ်တို့မှာစတင်ကန့်ကွက်တဲ့လှုပ်ရှားမှုများကိုပြုလုပ်ခဲ့တာပါဒါအပြင်ဇန်နဝါရီလ24ရက်မှာလက်မတော်မြို့နယ်မင်္ဂလာတောင်မြို့နယ်ရန်ကင်းမြို့နယ်တို့မှာလည်းပြုလုပ်ခဲ့ပါတယ်အကြမ်းဖက်စစ်အုပ်စုရဲ့ရွေးကောက်ပွဲပိုင်းသုံးကိုဇန်နဝါရီလ25ရက်နေ့မှာပြုလုပ်နေတာဖြစ်ပြီးမြို့ရင်းလုံခြုံရေးတိုးမြင့်ချထားသလိုမြို့ရဲ့လူစီကားရာနေရာတချို့မှာအကြမ်းဖက်စစ်အုပ်စုလက်ခံအကြမ်းဖက်စစ်တပ်ရဲနဲ့ရင်းတို့လက်သက်မွေးထားတဲ့လူဆိုလူမိုက်တွေကိုစောင့်ကြည့်စစ်ဆေးနေကြောင်းသတင်းရရှိပါရဲ့ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အပိုင်းသုံးရွေးကောက်ပွဲကျင်းပနေတယ်။ဖားကတ်မြို့ပေါ်မှာဒီကနေ့မနက်ပိုင်းကစပြီးအပြန်အလှန်ပစ်ခတ်မှုတွေနဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲမှုတွေဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတွေထံကနေသတင်းရရှိပါရဲ့ရှင်။ဖားကတ်မြို့ပေါ်ကရွေးကောက်ပွဲကျင်းပနေတဲ့ငပြောတော့ရက်ကွက်မဲယုံအနီးရှိ KB7 ဘန်အနီးကိုလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့သလိုမြို့မရက်ကွက်ကလကုန်းအပေါ်ပိုင်းမှာလည်းနေအိမ်ပေါ်ကိုလက်နက်ကြီးကြားရောက်ပောက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။စုညံနေပြီးပြစ်နေကြတယ်မြို့ပေါ်ပြစ်နေတာပြစ်လိုက်နားလိုက်ပြစ်နေကြတာလက်နက်ကြီးတွေလည်းကြားရောက်ပောက်ကွဲနေတာရှိတယ်မြို့ရဲကကလကုန်းပေါ်ကြတာကတော့မိသားစုတွေဘေးကင်းတယ်လို့သိရတယ်လို့ဖားကတ်မြို့ခံကပြောပါတယ်ဒါအပြင်ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့စိုင်းတောင်ရက်ကွက်သုံးဘက်မှာလည်းဒီကနေ့မနက်ပိုင်းမှာလက်နက်ကြီးကြားရောက်ပောက်ကွဲလို့မြို့သမီး2ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်စိုင်းတောင်ဘက်ကတော့2ယောက်တရားရတဲ့အထက်မှာကလေး1ယောက်ပါတယ်လို့သိရတယ်။အဲ့ဒီဘက်ကရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ဖားကတ်ဒေသခံကပြောပါတယ်။ရွေးကောက်ပွဲကျင်းပမယ်။မရှိခရောင်ရက်ကွက်ဘက်မှာပြစ်ခတ်မှုတွေဖြစ်ပွားနေတဲ့အတွက်လောလောဆယ်မရှိခရောင်မှာရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဘူးလို့လည်းသိရှိရပါတယ်။မရှိခရောင်ရွှေမြန်မာပန်းစီဆိုင်ကြီးနာပြစ်နေကြတယ်။အဲ့ဒီမှာခုထိတော့ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသေးဘူး။လက်နက်ကြီးတွေလည်းကျနေတယ်။ယနေ့ဇန်နဝါရီ25ရက်နေ့မှာကျင်းပနေတဲ့အပိုင်းသုံးရွေးကောက်ပွဲမှာဖားကတ်မြို့ပေါ်ကရက်ကွက်5ခုဖြစ်တဲ့မုံဝမ်းအေးမြတ်သာယာမြို့မှာငပြောတော်မရှိခရောင်ရက်ကွက်တွေမှာရွေးကောက်ပွဲကျင်းပဖို့စီစဉ်ထားတာဖြစ်ပြီးလက်ရှိမှာတော့ရက်ကွက်၄ခုမှာပဲကျင်းပနိုင်တဲ့အခြေအနေရှိတယ်လို့သိရှိရပါတယ်ဖားကတ်မြို့ကိုတော့ယမန်နေ့ဇန်နဝါရီလ24ရက်နေ့မနက်ပိုင်းကတည်းကအဝေးအထွက်ပိတ်ထားသလိုမရှိခရောင်နဲ့မြို့မရက်ကွက်ကိုဆက်သွယ်ထားတဲ့တရားကိုပါပိတ်ထားတယ်လို့ဒေသခံပြည်သူတွေထံကနေသတင်းရရှိပါရဲ့ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းချောင်းဦးနယ်မြင်းမူမြို့နယ်အဆက်မုံရမန္တလေးလမ်းပေါ်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးနှစ်ဦးကြာဆုံးခဲ့တယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့ချောင်းဦးအခြေစိုက်ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတို့ထံကနေသတင်းရရှိပါရရှင်ဇန်နဝါရီလ22ရက်နေ့နေ့လယ်တနာရီခန့်မှာချောင်းမြို့နယ်နတ်ရေကန်ရွာနဲ့မြင်းမူမြို့နယ်အလက်ကပ်ပတ်ရွာချက်ကထပ်ပါလမ်းပိုင်းမှာဆိုင်ငယ်စီးလာတဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်6ဦးကိုကင်းမုံဝင်နေတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်လမ်းဖြတ်ကူရာမြို့နယ်ကူရာပြစ်ခံရတယ်ကြတာတွေလည်းရှိတယ်လမ်းဖြတ်ကူရာဆိုတော့အများကြီးတော့မဟုတ်ဘူးရဲ့ကင်းမောင်းနဲ့တို့ပြီးပြစ်ခံရတာဒီဘက်မှာကကိုနီကိုဟန်နဲ့အဆင်ပြေသလိုကူးနေကြတာလို့ချောင်းဦးချေဆိုင်ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်ပြစ်ခတ်ခံရသူတွေဟာမုံရမြို့နယ်ကတပ်ဖွဲ့ဝင်အချို့ဖြစ်ပြီးညောင်မြို့နယ်ဘက်ကနေမုံရမြို့ဘက်ကိုပြန်လာစဉ်ပြစ်ခတ်ခံရတယ်လို့ယူဆရကဒီပြစ်ခတ်မှုအတွင်း2ဦးကြာဆုံးပြီး4ဦးကတော့လွတ်မြောက်သွားကဆိုင်ငယ်တစ်စီးနဲ့လက်နက်အချို့ဆုံးရှုံးခဲ့တယ်လို့အထက်ပါတာဝန်ရှိသူကဆက်ပြောပါတယ်ကြာဆုံးတပ်ဖွဲ့ဝင်တွေဟာဘဲတက်ရင်တပ်ဖွဲ့တွေကဖြစ်နိုင်နေဆိုတာကိုတိကျအတိမပြုနိုင်သေးသလိုတပ်ဆိုင်ရာအဖွဲ့တွေဘက်ကလည်းသတင်းထုတ်ပြန်လာတာမရှိသေးပါဘူးစစ်ကော်မရှင်ထောက်ခံ Telegram တွေမှာတော့ရေပိုးစားဖုန်းကြီးကြောင့်နီလမ်းမိုင်မုံရမန္တလေးလမ်းပေါ်မှာ PDF အဖွဲ့နဲ့ပြစ်ခတ်မှုဖြစ်ပြီးအလောင်း2လောင်းနဲ့လက်နက်အချို့ရရှိထားတယ်လို့ရေးသားဖော်ပြထားကြပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလ3ရက်ကလည်းချောင်းမြို့နယ်ချောင်းပခုတ်ကူလမ်းခွဲနေရာမှာစေကုသွားတယ်ဒေါင်းနီ LPD ရဲ့ခေါင်းဆောင်ပါ4ဦးဟာစစ်ကော်မရှင်ကင်းမောင်းနဲ့တိုးပြီးဖမ်းဆီးခံလိုက်ရသေးကြောင်းသတင်းရရှိပါရရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံဟာလက်ရှိဖြစ်ပွားနေတဲ့စစ်ရေးပဋိပက္ခတွေကြောင့်ပညာသင်ကြားခွင့်တက်ကောင်းခွင့်ရအခက်အခဲဆုံးနိုင်ငံတစ်ခုဖြစ်လာတယ်လို့ကုလသမဂ္ဂကလင်မြရမငွေအဖွဲ့ UNICEF ကမနေ့ကဇန်နဝါရီလ24ရက်နေ့မှာထုတ်ပြန်လိုက်ကြောင်းသတင်းရရှိပါရရှင်
ကလင်းငယ်တိုင်းအတွက်ပညာသင်ကြားခွင့်ရှိပြီးပညာသင်ကြားခွင့်ကိုကာကွယ်ဆောင်ရှောက်ဖို့လိုအပ်တယ်လို့အကြံတဲမျိုးစုံတွေကြောင့်ပညာရေးဟာထိခိုက်ပျက်စီးမှုတွေကြုံနေရတယ်လို့ UNICEF မြန်မာကဆိုပါတယ်မြန်မာနိုင်ငံမှာကလင်းငယ်ပေါင်း9သန်းကျော်ဟာပညာသင်ကြားခွင့်အခွင့်အရေးတွေဆုံးရှုံးနေပြီးအတင်းအကျပ်စစ်သားစုဆောင်ခံရတာတွေလိမ်မဲဆိုင်ရာခေါင်းမုံဖြစ်ခံရတာအလွဲသုံးစားပြုခံရတာစားတဲ့အခွင့်အရေးချိုးဖောက်မှုတွေလည်းကြုံတွေ့နေရတယ်လို့ UNICEF မြန်မာရဲ့2025ခုနှစ်ဒီဇင်ဘာလထုတ်အစီရင်ခံစာမှာဖော်ပြထားပါတယ်။တိုင်းဒေသတော်လှန်ရေးတပ်ဖွဲ့ EROS နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေမှာရှိတဲ့ကလင်းငယ်တွေဟာစစ်ရေးပဋိပက္ခတွေကြောင့်ပညာရေးကိုခက်ခဲသိယူနေကြရတယ်လို့စစ်အုပ်စုရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်မြေရစာတင်ကြောင်းတွေဆောက်လုပ်ခါသိယူနေရတာတွေလည်းရှိနေပါတယ်။ဒါအပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG လူအခွင့်အရေးဝန်ကြီးဌာန MOHR ကပြုစုထားတဲ့အချက်အလက်တွေကစစ်အုပ်စုရဲ့အကြမ်းဖက်တိုက်ခိုက်မှုအပါအဝင်လေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်နိုင်ငံတွင်းစာသင်ကျောင်းပေါင်း432ကျောင်းထိခိုက်ပျက်စီးခဲ့ပါတယ်။ကလင်းငယ်တွေအစုလိုက်ပြောင်းလဲတည်ဆုံခဲ့တဲ့စကိုင်းတိုင်းဒီဘေးမြို့နယ်ကလက်ရကုန်းနဲ့အိုးတိမ်တွင်းကစာသင်ကျောင်းတွေပါဝင်စစ်အုပ်စုကသူတို့လက်လက်ဆုံးရှုံးထားတဲ့နေမြေတွေကစာသင်ကျောင်းတွေကိုရည်ရည်ချက်ရှိပြစ်မှတ်တိုက်ခိုက်မှုတွေကြောင့်ကလင်းငယ်ပေါင်း639ဦးထပ်မင်းဟာစစ်အုပ်စုရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်းတည်ဆုံခဲ့ရတယ်လို့လည်း MOHR ကဖော်ပြထားပါတယ်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီရိုဂူတာရက်စ်ကလည်းကမ္ဘာတဝန်းကလင်းငယ်ပေါင်း282တန်းဟာပရိပခါတွေရွှေ့ပြောင်းနေထိုင်ရမှုတွေဆင်းရဲနွမ်းပါမှုနဲ့ခွဲခြားဆက်ဆံခံရမှုတွေကြောင့်ပညာသင်ကြားခွင့်ဆုံးရှုံးနေရတယ်လို့ယမန်နှစ်ဇန်နဝါရီလ24ရက်နေ့မှာပြောကြားထားကြောင်းသတင်းရရှိပါရရှင်ဒီကနေ့2026ခုနှစ်ဇန်နဝါရီလ25ရက်နေ့တနင်္ဂနွေနေ့ညနေခင်းနောက်ဆုံးရသတင်းတွေကိုကျမရွှေမှတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးဘေးကင်းကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။